စ္စရေးတိုက်လေယာဉ်မှုတွေ24နာရီလုံးမအိပ်ဖဲဘလို့တိုက်ပွဲဝင်နေကြတာလဲအီရန်နဲ့စစ်ပွဲအတွင်းတိုက်ပွဲဝင်နေတဲ့အစ္စရေးစစ်လေယာဉ်မှုတွေဟာတာရှည်လှတဲ့လေကြောင်းစစ်စင်ရေးတွေမှာနိုးကြတက်ကြွပြီးအာယုံစူးစိုက်မှုကောင်းစေဖို့စိတ်ကြွစေတဲ့စီးပြားတွေကိုအသုံးပြုကြရပါတယ်။အစ္စရေးအခြေဆိုင်ခက်ရှတ်12သတင်းဌာနရဲ့အဆိုအရအဲ့ဒီစေဝါတွေကိုခက်ခဲရှည်လျားလာတဲ့စစ်စင်ရေးတွေပြုလုပ်တဲ့အခါလိုအပ်တဲ့အာယုံစူးစိုက်မှုရစေဖို့အသုံးပြုကြတာဖြစ်ပါတယ်။ အစ္စရေးပိုင်လော်တွေနဲ့နီးကပ်စွာအလုပ်လုပ်နေတဲ့စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့အဆိုအရစစ်လေယာဉ်မှုတွေဟာတတ်မှတ်ချိန်ထက်ပိုပြီးကြာရှည်စွာနူးနူးကြားကြားရှိနေဖို့လိုပါတယ်။18နာရီကနေ24နာရီအထိအေးအေးပြတ်တံကိုခန်းစားရပြီဆိုရင်အာယုံစူးစိုက်နိုင်စွမ်းကိုတိတိတတ်တာထိခိုက်စေပါတယ်။ဒါပြင်မှန်ညံတဲ့အလုပ်အတွက်လျင်မြန်ထိရောက်တဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုလည်းထိခိုက်စေပါတယ်။ဒါကြောင့်အစ္စရေးဆရာဝန်တွေဟာ1980ပြည့်လွန်နှစ်တွေတုန်းကပြင်သစ်နိုင်ငံထုတ် Modafinil အမည်ရှိဆေးဝါးကိုအသုံးပြုဖို့ညွှန်ကြားခဲ့ကြတာပါ။အဲ့ဒီဆေးဟာငိုင်းနီးလို့နဲ့ယောဂကဲ့သို့ပြင်းထန်တဲ့အိပ်စက်မှုဆိုင်ရာဝေဒနာတွေကိုကုသရာမှာအသုံးပြုပါတယ်။အစ္စရေးမှာအဲ့ဒီဆေးကို Profigel အမည်နဲ့ရောင်းချပြီးအဲ့ဒီဆေးဟာအိပ်စက်ခြင်းနဲ့နှိုးကြားခြင်းကိုထိန်းချုပ်ပေးတဲ့အုံနောက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ hypothalamus ပေါ်မှာဓာတ်ရိုက်သက်ရောက်မှုရှိပါတယ်။စစ်လေယာဉ်မှုတွေဟာအရေးပြက်ပြီးအချိန်အတော်ကြာအလုပ်လုပ်ရတဲ့အခါအရက်မူးနေသူတွေလိုပဲလက္ခဏာတွေခံစားရလေရှိပါတယ်။သူတို့ဟာဘေးပတ်ဝန်းကျင်အမြင်အာရုံပျောက်ဆုံးလာပြီးဗဟိုတဲ့တဲ့ကိုပဲမြင်ရတဲ့ tunnel vision အခြေအနေမျိုးဖြစ်လာတတ်ပါတယ်။အဲဒီအခါမှာကြန့်ရှိနေတဲ့စစ်စင်ရေးပတ်ဝန်းကျင်တစ်ခုလုံးကိုစောင့်ကြည့်လေ့လာနိုင်စွမ်းရပ်တန့်သွားပြီးအသက်အန္တရာယ်နဲ့ပေးရထားတဲ့တာဝန်ကိုပါအန္တရာယ်ဖြစ်စေနိုင်ပါတယ်။သူတို့ဟာmicro sleeps လို့ခေါ်တဲ့ခဏတာသတိလစ်ပြီးအိပ်ပျော်သွားခြင်းမျိုးကိုလည်းခံစားရတတ်ပါတယ်။အဲဒါဟာပြန်တမ်းမှုရဲ့အရေးကြီးတဲ့အချိန်တွေမှာအလွန်ပဲအန္တရာယ်များလာပါတယ်။အစ္စရေးနေသူရဲတွေကို modafinil ဆေးပမာဏ100ဒါမှမဟုတ်200မီလီဂရမ်တိုက်လေရှိပါတယ်။အဲဒီဆေးဟာတောက်ပြီး2နာရီကနေ4နာရီအတွင်းသွေးထဲမှာအာနိသင်အမြင့်ဆုံးရောက်ရှိပြီးဆေးအာနိသင်တဝက်ခန့်ခန္ဓာကိုယ်ထဲကပျောက်ကွယ်သွားဖို့ဆိုရင်12နာရီကနေ15နာရီအထိကြာမြင့်နိုင်ပါတယ်။ဒါကြောင့်အစ္စရေးလေယာဉ်မှုတွေဟာတိုက်ပွဲမှာတစ်နှစ်တာလုံးနှိုးကြားစေဖို့ဆေးတစ်လုံးနဲ့ပဲလိုအပ်ပါတယ်။အဲ့ဒီဆေးတွေကိုရေရှည်သုံးရင်ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ Modafinil ဟာလူတိုင်းနဲ့မသင့်တော်ပဲသတိထားရမယ့်ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။တွေ့တိုးတာနှလုံးခုန်မြန်တာခေါင်းကိုက်တာမိုးဝေတာပြိုရတာနဲ့စိုးရိမ်ပူပန်ခြင်းတွေကအဖြစ်အများဆုံးလက္ခဏာတွေဖြစ်ပါတယ်။အစ္စရေးပဲမဟုတ်ပါဘူးတိုက်ပွဲမှာပင်မနွမ်းနယ်မှုတန်းကိုရှော့ချဖို့နဲ့အာယုံစူးစိုက်မှုကောင်းစေဖို့စိတ်ကြွဆေးတွေကိုအမေရိကန်နဲ့ဗြိတိန်စစ်လေယာဉ်မှုတွေကဒုတိယကမ္ဘာစစ်ကာလကတည်းကအသုံးလာခဲ့ကြတာပါအဲ့ဒီကာလကအသုံးပြုခဲ့တဲ့အမ်ဖက်တမင်ဆေးဝါးတွေဟာပုံမပြင်းထန်ပြီးဆွဲလန်းစေသလိုဘေးထွက်ဆိုးကျိုးကလည်းပြင်းပါတယ်အဲ့ဒီဆေးတွေကြောင့်အလွန်အမင်းစိတ်ဖိစီးတာဒါမှမဟုတ်ဆေးအရှိန်ကုန်သွားချိန်မှာခန္ဓာကိုယ်တစ်ခုလုံးပြိုလဲသွားတာတွေခံစားရတတ်ပါတယ်ဒါကြောင့်နိုင်ငံအများအပြားမှာရှိတဲ့လေတပ်တွေကသူတို့ရဲ့ပိုင်လော်တွေကိုကျန်းမာရေးသိမ့်မထိခိုက်စေတဲ့တခြားဆေးဝါးတွေကိုအစားထိုးရှာဖွေလာကြတာဖြစ်ပါတယ်။